အိပ်ပြောနေတဲ့ချင်းသေးရဲ့အာဂရွန်နဲ့ကိုဘယ်သားကောင်မှအလိုလျောက်ဝင်မလာဘူးမှန်လားအဲ့တော့ဘုန်းကြီးလူကျန်တာပဲကိုထိတ်တန်းရောက်ဖို့ကိုအောင်မြင်ဖို့ကိုကြီးပွားဖို့ကိုကြိုးစားရမှာအေးကျုပ်တို့မြန်မာလူမျိုးမဟုတ်ဘူးအလုပ်တစ်ခုလုပ်တော့မယ်ကွင်းရတိုင်းစဖွင့်တော့မယ်လက်ဖိတ်ဆိုင်စတော့မယ်အလုပ်လုံးခကြီးထွက်တော့မယ်အကြည့်တဲ့ရွက်ပြက်ကလေးလာမယ်ရဲရစားလားဟောဒီနေ့ပြတ်တရာဒီနေ့ပြတ်တရာကိုမနေ့ကငါရှမ်းရဲ့နောက်နေ့ဝါရမိတ်တူနောက်နေ့မဟာရက်ကျန်လုံးဝမဲ့ရက်ကိုတရက်မှမရှိတော့ဒါကဦးဇင်းတို့မြန်မာလူမျိုးမှန်ရလားအလုပ်တော့တရားနာပြိတ္တရဲရသာပြတ်တရာရွေးတာဘယ်လင်တိုင်းဒေးဖေဖော်ဝါရီ14ချစ်သူများနေတော့ဟုတ်တယ်မျိုးတဲ့တော့ရှောက်လဲကျင်တာရဲရသာပြတ်တရာလားမရှိဘူးဆိုပြန်ပြက်ကလေးလှန်ကြီးရဲ့လူပါလားမပါဘူးလင်္ကာယူဖို့အရေးမရရာယူဖို့အရေးကြတော့ဘယ်တော်မှပြက်ကလေးလှန်မကြည့်ဘူးမှန်ရလားအဲ့တော့ကောင်းပြီတရားနာပိတ်တဲ့လူတယောက်ထိတ်တန်းရောက်ဖို့ရတရားနာပိတ်တဲ့ရရစာတွေပြတ်တရာတွေနဲ့ဆိုင်သလားဒါကြောင့်တရားနာပိတ်တဲ့နံပါတ်1ကိုအာကိုနောက်နံပါတ်2တရားနာပိတ်တဲ့ဦးဇင်းတို့နံပါတ်2ရလို့မထိုးတော့ပိတ်တဲ့ကြီးပွားကြောင့်ချမ်းသာကြောင်းဒီကောင်းတဲ့ကိုပေါ်လာတာကိုပြောပိတ်တဲ့စိတ်ကန်းရှိမှတိုးတက်တာစိတ်ကန်းရှိမှပိတ်တဲ့စိတ်ကန်းမဲ့တဲ့နေရာမှာလဲဦးဇင်းတို့မြန်မာလူမျိုးကတရားနာပိတ်တဲ့ချန်ပီယံမှာမှန်လားစိတ်ကမ်းမဲ့တယ်အိန္ဒိယနဲ့ကွန်သွင်းမထွေးတဲ့ဒဏ်ငွေ900ဝိုင်းထွေးရတဲ့တရားနာပိတ်တဲ့ဆိုင်းဘုတ်ကိုဖတ်လို့မရတော့အိန္ဒိယနဲ့အမိုက်မပြေးရဝိုင်းပုံလိုက်တဲ့တရားနာပိတ်တဲ့နောက်ကျငုတ်တိုင်မှာပျောက်သွားတော့အဲ့ဒီလိုမြန်မာလူမျိုးအဲ့တော့ကတရားနာပိတ်တဲ့မြန်မာလူမျိုးအတုံးနဲ့အဖြုံးလဲနားမလဲဘူးဒါကြောင့်တရားနာပိတ်တဲ့ရှေးလူကြီးများစိုးစကားရှိတယ်တရုတ်လိုရှာကလားလိုစုမြန်မာလိုအတုံးအဖြုံးမကြီးနဲ့အတုံးနဲ့အဖြုံးကျုပ်တို့လူမျိုးကနားမလဲဘူးပြိတ္တိတယ်လီဖုန်းတွေ1500တန်တယ်လီဖုန်းတွေပေါ်ကင်လိုက်တာမကင်နဲ့မို့ပေါ့တရားနာပိတ်တယ်ဆက်သွယ်ရေးစနစ်တွေအရတယ်လီဖုန်းကင်ရမှာပေါ့သို့တော့တရားနာပိတ်တယ်လီဖုန်းတစ်လုံးကင်တော့မယ်အဲ့ဒီတယ်လီဖုန်းကိုအကြောင်းပြုပြီးတော့ငါမှတစ်လဒီတယ်လီဖုန်းကိုအကြောင်းပြုပြီးတော့ငါမှတစ်လဝင်ငွေကဘယ်လောက်ရှိတယ်လဲထွက်ငွေကဘယ်လောက်ရှိတယ်အတုံးနဲ့အဖြုံးမြန်မာတွေမစင်စားဘူးသူများကင်ကျင်တာမှန်လားတယ်လီဖုန်းကြောင်းနဲ့ပြောရရင်တရားနာပိတ်တယ်ပွဲတိုင်းလည်းတော်တော်များများပြောခဲ့ပါကျုပ်တို့လူမျိုးကပိုးဆိုးတယ်မှတ်တယ်မြန်မာဆိုတဲ့ဒရဝါကခါတယ်လီဖုန်းချိတ်လိုက်ရင်ကိုဘာကောင်နေမှန်းထင်တယ်လို့မသိဘူးဖနှောက်တန်ဆူးတယ်လို့မြောက်ကြွမှန်ရလားဝလုံးကောင်းနဲ့လာတာမနေနဲ့တရားနာပိတ်တယ်မြင့်မမြင်ဘူးမူးမြင့်ထင်ဆိုကျုပ်တို့လူမျိုးမှန်ရလားအခုမှနိုင်ငံတော်အုပ်ချုပ်တဲ့လူကဘာစိတ်ကောင်းဝင်လာတယ်လို့မသိဘူး1500တန်တယ်လီဖုန်းလေးတွေချပေးလို့လူချင်းတူအောင်ကန်ရတာကိုအဟုတ်ကြီးတွေလုံမနေနဲ့USA တို့တရားနာပိတ်တယ်အင်္ဂလန်တို့မပြောနဲ့ဒီနားလေးကတန်တကာပဲချတဲ့ရွှေလီကျေကောင်တော်မှရှေးဘွေးတင်ကြီးကလေးတရောင်းသားဖုံးကင်နေကြားလာဟိုကအခုမှမြင်ရအဲ့ဒါလက်ဖိတ်ဆိုင်ဝင်စားတော့ဆိုင်ဝင်လိုက်ဆိုကိုတယ်လီဖုန်းကင်မှလူသိအောင်လို့ရိုးဝင်မလာအဲ့လိုဘာဖြစ်နေလဲဝူပါပါတာထရိုက်เสียကောင်းပြောတဲ့အကြောင်းစီဝိုင်းကြီးဝိုင်းတလုံးမှမပါဘူးဟယ်လိုမိုးရွာလားနေဘူးလားဘာဖြစ်လို့မိုးရွာထီဆောင်ပေါ့နေဘူးဖနှက်စီးပေါ့ငွေကက်မြန်သူပထွေးကလကားပေးနေကြဟုတ်ပါတယ်ဟုတ်တာပေါ့ဗျာဟုတ်တာတွေပြောနေအောင်ဟုတ်ပါတယ်အဲ့တော့တရားနာပိတ်တယ်ဘာမှတရားနာပိတ်တယ်စီကမ်းမရှိတဲ့လူမျိုးတရားနာပိတ်တယ်အဲ့တော့တယ်လီဖုန်းနဲ့တရားနာပိတ်တယ်ပြောရင်လည်းကိုယ့်ပေါင်ကိုယ်လန်ထောင်းတယ်လို့ဖြစ်မှာဦးဇင်းတို့ဘယ်နိုင်ငံမှမပြောဘူးအောင်တရားနာပိတ်တယ်လွန်ခဲ့တဲ့2နှစ်လောက်ကတရားနာပိတ်တယ်တရုတ်ပြည်တဲ့သွားတော့တရားနာပိတ်တယ်ဟန်ဆက်ဝယ်ဦးမယ်ဆိုပြီးသွားပြီးshopping center တခုဝင်သွားဟန်ဆက်တခုတော့ပေးသမ်းမှာဒါနဲ့တရုတ်မှဟန်ဆက်ထုတ်ပြစီဒီအမေနော်နားမလဲဘူးဖို့ကြီးဘာပြောရအောင်စီဒီအမေလိုချင်တာလို့ဂျက်ဆန်မလိုချင်ဘူးဒီလိုဒီမှာစီဒီအမေနဲ့ဂျက်ဆန်နေမရှိဘူးတဲ့ကြိုက်တဲ့ဟန်ဆက်ဝယ်ကြိုက်တဲ့စင်ကထည့်ပြောကွက်တိဦးဇင်းတို့မြန်မာနိုင်ငံကြမှာဂျက်ဆန် CDMA WCDMA 450 800စုံလို့စီလို့တလုံးမှလည်းမကောင်းတယ်လီဖုန်းကမခေါ်လိုက်နဲ့လူကြီးမင်းကထွက်လာလိုက်လူကလေးမင်းကထွက်လာလိုက်လှည့်ပြီးထွက်နေကြညာအင်တာနက်ကြီးအောင်မယ်ဆိုပြီးအင်တာနက်တိုင်းကြီးပြည်ရမြန်ဗာမြန်ထူမတော့ဆိုပြီးအင်တာနက်ဖွင့်ကြည့်ပြန်လာပိတ်တယ်နောက်ချီဖို့ကောင်အရက်တိုက်ထားကြတယ်ခြားရမ်းနေတာဘာမှမပေါ်လာဘူးအဲ့ဒါမြန်မာတယ်လီဖုန်းအဲ့လိုတရားနာပိတ်တယ်အဲ့လိုတယ်လီဖုန်းဆိုလဲတရားနာပိတ်တယ်မတူဘူးပေါ့ဗျာသူစစ်စစ်တန်းနဲ့သူပေါ့ဥမာဆိုတော့တရားနာပိတ်တယ် CDMA ရောကျတော့ကန်ယိုရန်ဖုန်းဆိုတဲ့ဘောတရားနာပိတ်တယ်ရေကြောနဲ့နီးလေ connection line ဆိုအားကြီးကောင်း
Jason telephone ဆိုတဲ့ဘောကြ microwave နဲ့ကောင်းငင်ဒီ tower စနစ်နဲ့သွားတော့ Jason telephone ကကုန်းမြင့်လေ connection ကောင်းတယ် line ဆွဲအားတွေကောင်းဒါ telephone ကစစ်စတန်နေမတူတာအဲ့တော့လွန်ခဲ့တဲ့10နှစ်15နှစ်လောက်ကတရားနာပြီး Jason telephone အစိတ်30ခက်ကဦးဇင်းတို့ရွာကတထေးသားအဖနှစ်ယောက်သားကတရားနာပြီး10လအောင်တော့မြို့ကိုသွားပြီးအဝေးတင်တက်တော့မယ်ဆိုတော့သားအဖနှစ်ယောက်တရားနာပြီးမတန်လဲချမ်းသာတော့ Jason telephone တယောက်တစ်လုံးစီဝယ်သိန်းအစိတ်50ကုန်သွားအဲ့နဲ့တရားနာပြီးအဲ့တော့သားမြို့သွားကြောင်းသွားဖေးဖြစ်တဲ့ရွာကြံခဲ့တဲ့ဖေးရမြို့ကသားစီလန့်စကားပြောချင်တယ်ဆိုတယ်လီဖုန်းခါထုတ်ပြီးအိမ်ရှိကမကြီးဘက်မော်တက်မကြီးဘက်မော်တက်ပြီးမှသားစီလန့်ပြီးစကားပြောရအဲ့တော့အရင်ရက်တည်းတရားနာပေးတဲ့ connection line ဆွဲအားမကောင်းတော့နောက်နေ့ကျအဖေကမကြီးမှတိတ်ဖြားပြီးတက်ချတိတ်ဖြားလန့်ကောဟယ်လိုငါသားလားဟာဖေးဒီနေ့အဖေအတန်အရန်ကြည့်တယ်အဖေဟာအေးငါသားအရန်ကြည့်ဆိုမင်းဖေးလည်းထိတ်ဖြားရောက်နေပြီရှေ့တိုးလည်းကြသေးရုံရှိရအဲ့ဒါကမြန်မာတယ်လီဖုန်းအဲ့တော့တယ်လီဖုန်းကြီးကတရားနာပေးတဲ့သူ့တိုင်းပြည်သူ့ယဉ်ကျေးမှုနဲ့သူမတူဘူးပေါ့ဟိုမှာဆိုတော့ USA တို့အောက်ကျတော့တယ်လီဖုန်းမိလိုက်တယ်အမေရိကတို့ကျတယ်လီဖုန်းမိလိုက်ဆို Hello good morning good night ဘာညာဆိုသူအချိန်လိုက်နှုတ်ဆက် UK တို့အောက်ကျတော့တမျိုးတယ်လီဖုန်းမိလိုက် Hello how are you how do you do ကိုရီးယားတို့ကျတော့ Hello ညာစယောဒါတရုတ်တို့ကျတော့ Hello နီအောင်မဟောင်းနေကောင်းလားဂျပန်နိုင်ငံတို့ကျတော့ Hello okay this ka hi hiနာယူရောက်ကြလို့စပါရိခါမင်္ဂလာပါပေါ့ကျတို့တိုင်းပြည်သူတို့နဲ့မတူဘူးတယ်လီဖုန်းမိလိုက်တယ်ဟယ်လိုကြားလားဘာမှမပြောရဘူးကြားလားအရင်ထွက်လာကြားလားတွေရောကြောင်လားတွေရောစုံနေတာအဲ့ဒါတရားနာပေးတဲ့မြန်မာတယ်လီဖုန်းမှန်ရဲ့လားအဲ့ဒါတရားနာပေးတဲ့အသုံးအဖြုံးလည်းနားမလဲဘူးတရားနာပေးတဲ့ခဏ